နေတဲ့ချင်းဟာပျော်ရွှင်ခြင်းတဲ့ပိုကြီးမြတ်တယ်တဲ့ဘဝဆိုတာပျော်နေတဲ့အချိန်တွေနဲ့ပြည့်နဲ့နေတဲ့အရာမဟုတ်ပါဘူးတကယ်တော့ပျော်နေတဲ့ဘဝဆိုတာမရှိပါဘူးတဲ့ရှိတာကတော့နေတတ်အောင်နေရင်းနဲ့အသားကျသွားတဲ့ဘဝပဲဖြစ်ပါတယ်တခါတလေတန်ရာတွေကကျွန်တော်တို့ဘဟုတုတအသစ်တွေပြောင်းပေးတတ်တယ်ဒီနေ့မှာဘဝကခဏတာတည်တန့်တယ်ဆိုတာနားလည်တဲ့အခါမှာပူပြင်းတဲ့အရာတွေလည်းအေးချမ်းချင်းတန်ဖိုးကိုနားလည်လာတယ်ဘဝကသင်ခန်းစာတွေပေးတယ်လို့လူတွေကလည်းသင်ခန်းစာဖြစ်နိုင်ပါတယ်တဲ့သင်ခန်းစာတွေကြောင့်ပဲကျွန်တော်တို့ကဘယ်သူကိုအချိန်ပေးရတယ်ဘယ်သူနဲ့ရှောင်ဖို့ကောင်းမလဲဆိုတာတွေးမြင်ကကောင်းကောင်းသိလာတယ်တဲ့အတူနေရတဲ့ချိန်မှာမကောင်းတဲ့လူကအချိန်တန်ရင်အကြောင်းအရာအမျိုးမျိုးကြောင့်ပျောက်ကွယ်သွားတာပါပဲအဲဒါကြောင့်လူတွေနဲ့နေဖို့အတွက်ကိုပြောင်းစရာမလိုဘူးတဲ့ကိုကောင်းအောင်နေရင်ကောင်းတဲ့အရာတွေရောက်လာပါတယ်တဲ့လောကကြီးမှာမျက်နှာဖုံးနဲ့နေတဲ့လူတွေကများတယ်တကယ်မှန်ကန်တဲ့တန်ဖိုးကိုမျက်နှာဖုံးနဲ့မတတ်မှတ်နိုင်တယ်လို့လေလူတယောက်ရဲ့ကိုချင်းတိတ်ခါကလည်းသူ့ရဲ့လုံးရနဲ့ပဲတက်တိတ်ပြရတာပါဘယ်သူပဲဘာပဲလုပ်လို့ကိုယ့်လုံးရတွေကတန်ဖိုးရှိဖို့တိတ်ခါရှိဖို့လိုပါတယ်ပဝန်းကျင်ကပြောင်းလဲနေမယ်လူတွေရဲ့အမြင်ကကွဲပြားနေမယ်ဒါပေမဲ့ကိုယ်တိုင်ကတော့ပျော်နေတယ်မဟုတ်ပါဘူးနေနိုင်အောင်နေတာပဲဆိုတဲ့အခြေအနေတစ်ခုမှာတန်တန်မာရှင်တန်ဖို့လိုပါတယ်တဲ့အဲ့ဒီခါမှာပဲနေတဲ့ချင်းဆိုတာကပျော်ရွှင်ခြင်းထက်ပိုကြီးမြတ်သွားတာပါကဲဘယ်လိုထင်ကြလဲဗျာနေတတ်အောင်နေတာဆိုတဲ့လူတွေရဲ့အခြေအနေမှာဘာကအရေးကြီးဆုံးလို့ထင်ကြလဲဗျာနေတတ်အောင်နေခြင်းနေတတ်အောင်နေတတ်ဖို့ကဘာတွေကအရေးကြီးဆုံးလို့မြင်ကြလဲဗျာ